သိပ္ပံပညာရှင်တွေတော့အဖြစ်ရှာမရသေးတဲ့လှုပ်ဝက်စံပြနေရာ၃ခုနံပါတ်1အနာဓိကတိုက်ကသွေးရောင်ရေတခွန်ရေခဲပြင်းနေကြတဲ့ကနေသွေးလိုမျိုးအနီရောင်ရဲရဲရေတခွန်ကြီးစီးကျနေတာပါရှင်းတော့ကတော့ဒါကိုသွေးတွေလို့ထင်ခဲ့ကြပေမဲ့တကယ်တော့ရေအောက်ထဲမှာပိတ်မိနေတဲ့တန်တက်ပါဝင်မှုလွန်များတဲ့စားရည်တွေကြောင့်ဖြစ်တာပါဒါပေမဲ့အဲ့ဒီလောက်အေးစိမ့်တဲ့နေရာမှာရေကဘာလို့ခဲမသွားပဲနဲ့စီးနေရတာလဲဆိုတာအခုထိအဖြေရှာနေရတော့မှာပဲနံပါတ်2အပင်တွေအကုန်ဘာလို့ကောက်နေရတာလဲမသိရတဲ့ထူးဆန်းတဲ့တော့ဒီတောအုပ်ထဲမှာချင်းရှူးပင်ပေါင်း400ကျော်ကအပင်ခြေကနေ90ဒီဂရီကောက်ကွေးပြီးမှအပေါ်ကိုပြန်တက်သွားကြပါတယ်ပင်အလုံးကမြောက်ဘက်ကိုပဲဥတီပြီးကွေးနေကြတာပါဒါဟာလူတွေလောက်တာလားတဘာဝဘေးရန်ရဲ့အကြောင်းလားဆိုတာကိုဘယ်သူမှသိချမသိတတ်သေးတဲ့ပဟေဒီတစ်ခုဖြစ်နေပါတယ်နံပါတ်3ရေတခွန်အောက်မှာဘယ်တော့မှမငြိမ်းတဲ့မီးတောက်လေးရေတခွန်တစ်ခုရဲ့အနောက်ဘက်ကြောက်ကူလေးထဲမှာတစ်နှစ်ပတ်လုံးမငြိမ်းမဲနဲ့တောက်လောင်နေတဲ့မီးတောက်လေးတစ်ခုရှိပါတယ်ရေတခွန်ကရေတွေဘယ်လောက်ကြက်ကြဒီမီးကမငြိမ်းသွားပါဘူးကြောက်လွှာတွေကြားကနေဘာဝတန်ငွေထွက်နေတာကြောင့်ဆိုပေမဲ့ရေစုနေတဲ့ကြားကဘယ်လိုမျိုးအဆက်မပြတ်တောက်လောင်နေတာလဲဆိုတာတော့အံ့ဩစရာပါပဲဒီလိုထူးဆန်းတဲ့အကြောင်းအရာလေးကိုထပ်ပြီးတော့ကြည့်ကျင်နေတယ်ဆိုရင်တော့ channel လေးကို follow လုပ်ထားအောင်နော်